အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုကြည့်ရှုနေကြတဲ့ညီကောင်မောင်နှမတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တာပါတယ်ကျွန်တော်နာမည်ကတော့ Zimbo ဦးဖြစ်ပါတယ်လက်ရှိမှာကျွန်တော်က Chinese Scholarship နဲ့ Chiang Mai University မှာ Social Science and Sustainable Development Program မှာတက်ရောက်နေတာဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်က Chinese Scholarship အကြောင်းကို sharing လုပ်ပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါChinese ဆိုတာကကြတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေအတွက်ထိုင်းနိုင်ငံမှာတက္ကသိုလ်တက်ရောက်ပညာသင်ကြားနိုင်မှုအတွက်အပြည့်အဝပညာသင်ဆုထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒီ University Scholarship ဆိုတာကကြတော့Chinese ရဲ့ program ပေါင်းများစွာတွေရနေပြီးတော့ program တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒီနှစ်မှာဆိုလို့ရှိရင် Chinese ကနေပြီးတော့ထိုင်းနိုင်ငံကတက္ကသိုလ်6ခုမှာကျွန်တော်တို့စုစုပေါင်းရွေးချယ်စရာ major 14ခုကိုပေးရထားတာပဲဖြစ်ပါတယ်ဆိုတော့ရှောက်ထားလို့တဲ့ညီကောင်မောင်နှမတွေအနေနဲ့ကျွန်တော်တို့ဒီဇင်ဘာလ1ရက်နေ့ကနေပြီးတော့January 30ရက်နေ့အထိကျွန်တော်တို့ရှောက်ထားနေတာပဲဖြစ်ပါတယ်တကယ်လို့ရှောက်ထားပြီးတော့ပထမအဆင့်မှာအောင်မြင်သွားတဲ့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေကိုတော့April လနဲ့မေလမှာကျွန်တော်တို့ interview session ကိုဆက်မှန်ပြီးတော့ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်နောက်ထပ်ပြောပြသွားချင်တာကတော့ Chinese Scholarship ကိုဘယ်သူတွေရှောက်ထားလို့ရမလဲကျွန်တော်ပထမဆုံးအချက်အနေနဲ့ကတော့မြန်မာနိုင်ငံသားဖြစ်ရပါမယ်နောက်ထပ်ပညာရေးအရာဆိုလို့ရှိရင်တော့ချက်တန်းပညာရေးစနစ်စနစ်တန်းသို့မဟုတ် GED ပြီးဆုံးကြောင်းလက်မှတ်ရရှိထားသူဖြစ်ရပါမယ်။နောက်အသက်အရွယ်ရဆိုလို့ရှိရင်တော့ကျွန်တော်တို့အသက်30နဲ့အောက်ဆိုလို့ရှိရင်ရှောက်ထားလို့ရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီနိုင်ငံခြားမှာပညာသင်ကြားမှာဖြစ်တဲ့ international program မှာတက်ရောက်မှာဖြစ်တဲ့အတွက်အင်္ဂလိပ်စာကို intermediate level ကိုရှိထားမှာဖြစ်ပါတယ်။နောက်ထပ်အချက်အနေနဲ့ကတော့ကျွန်တော်တို့အခြားသော scholarship များကိုလက်ခံရရှိထားသူမဖြစ်ရပါဘူး။နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ဒီလိုတက္ကသိုလ်ပညာသင်ကြားဖို့အတွက်ငွေကြေးပိုင်းဆိုင်ရာအထောက်အပံ့ကိုအမှန်တကယ်လိုအပ်သူဖြစ်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ community အတွက်အကျိုးပြုလုပ်ငန်းတွေကိုပြန်လည်လှုပ်ဆောင်ပေးသွားခြင်းနဲ့လူငယ်တွေဖြစ်ရပါမယ်။ဆိုတော့ဒီအချက်လက်တွေနဲ့ကန့်ညီမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Chinese Scholarship ကိုရှောက်ထားလို့ရနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါနောက်ထပ်တစ်ပိုင်းအနေနဲ့ကကြတော့ Chinese Scholarship ရှောက်ထားဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းအထောက်အထားတွေကဘာတွေဖြစ်မလဲ။ဆိုပထမဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့က6လအတွင်းမှာရိုက်ကူးထားတဲ့ passport photo ကိုပို့ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ passport ရဲ့ပထမဆုံးစာမျက်နှာကိုပို့ပေးရမှာဖြစ်ပါတယ်။ဆိုတော့ကိုကရှောက်ထားတဲ့အချိန်မှာ passport မရှိထားသေးဘူးဆိုရင်အဆင်ပြေပါတယ်။ကြောင်းသွားတက်ရမယ့်အချိန်သို့မဟုတ် interview ရဲ့အချိန်မှာကို့မှာ passport ရရှိနိုင်ကြအထောက်အထားပြနိုင်မှာဆိုရင်ဒီအတွက်ကအဆင်ပြေပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့မှတ်ပုံတင်သို့မဟုတ် passport ဒီဥစ္စာကိုလည်းကျွန်တော်တို့ပေးပို့မှာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးအပိုင်းကကြတော့ကိုယ့်ရဲ့နေထိုင်မှုအခြေအနေပြဓာတ်ပုံသုံးပုံကိုလည်းပဲပေးဖို့ရမှာဖြစ်ပါတယ်။နောက် academy ပညာရေးပိုင်းကစာရွက်စာတမ်းတဲ့အနေနဲ့ဆိုလို့ရှိရင်ကိုကစနစ်တန်းပညာရေးစနစ်နဲ့ရှောက်ထားတယ်သို့မဟုတ် GED ပညာရေးစနစ်နဲ့ရှောက်ထားတယ်ဆိုရင်ဒီဟာတွေပြီးဆုံးကြောင်းလက်မှတ်တွေကိုလည်းကျွန်တော်တို့တင်ပြပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ကိုကပြင်ပသင်တန်း language ဘာသာစကားနဲ့ပတ်သက်ပြီးတော့တက်ရောက်ထားရရှိရဆိုလို့ရှိရင်လည်း IELTS TOEFL စတာတွေနဲ့ပတ်သက်တဲ့ကျွန်တော်တို့အထောက်အထားလက်မှတ်တွေကိုကျွန်တော်တို့ပေးဖို့ရမှာဖြစ်ပါတယ်။နောက်တစ်ပိုင်းကကြတော့ကိုရှောက်တဲ့တက္ကသိုလ် major နဲ့သက်ဆိုင်ရာတွေကိုကပြင်ပသင်တန်းတွေတက်ရောက်ခဲ့တယ်ဆိုလို့ရှိရင်လည်းအဲ့ဒါတွေကိုလည်းပဲကျွန်တော်တို့ Chinese ရှောက်ထားတဲ့အခါမှာတခါတည်းထည့်သွင်းပေးလိုက်မှဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ဖြစ်ပါတယ်။နောက်အရေးကြီးဆုံးအစိပ်ပိုင်းပေါ့ကျွန်တော်တို့ဒီမှာ scholarship ရှောက်ထားတဲ့ process ကြီးတစ်ခုလုံးမှာအရေးကြီးဆုံးအစိပ်ပိုင်းကကြတော့ကျွန်တော်မဖြစ်မနေကျွန်တော်တို့တင်ပြပေးရမယ် essay နှစ်ပုဒ်ရှိပါမယ်။နောက်တစ်ခုကကြတော့ video presentation ကျွန်တော်တို့ပေးပို့ရမှာဖြစ်ပါတယ်။နောက်ဆုံးမှာအရေးကြီးတဲ့အပိုင်းကကြတော့ကျွန်တော်တို့ဒီ scholarship ရှောက်ထားဖို့အတွက်ကိုဟာဒီ scholarship နဲ့ထိုက်တန်တဲ့သူဖြစ်ကြောင်းတင့်တော်တဲ့သူဖြစ်ကြောင်းထောက်ခံပေးနိုင်မဲ့ကိုအကြောင်းကိုထောက်ခံပေးနိုင်မဲ့ recommendation letter နှစ်စောင်လိုအပ်တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ essay တွေမှာဘာတွေထည့်သွင်းပြီးတော့ရေးသားရမလဲဆိုတော့ essay နှစ်ပုဒ်ရှိပါတယ်ပထမတစ်ပုဒ်မှာတော့ကျွန်တော်တို့ရဲ့ education career goal ဒါတွေနဲ့ပတ်သက်တာတွေကိုထည့်သွင်းရေးသားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒါတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးစီစဉ်ထားလဲဘယ်လိုမျိုးလေ့လာဖို့ရည်မှန်းချက်တွေထားထားသလဲပေါ့ဆိုတော့အဲ့ဒီလိုမျိုးကိုယ့်ရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် Chinese Scholarship ကဘယ်လိုအထောက်အပံ့ဖြစ်မှာလဲဆိုတဲ့အကြောင်းအရာကိုကိုကထည့်သွင်းပြီးတော့ရေးသားပေးဖို့လိုအပ်ပါတယ်ဆိုတော့ essay 2မှာကျတော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့အတိုင်းဝိုင်းကိုပို့ကောင်းတဲ့နေရာတစ်ခုဖြစ်လာအောင်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ပေးခဲ့သလဲပေါ့ဆိုတော့ကိုယ့်ရဲ့ volunteer experience တွေအလုပ်အတွေ့အကြုံတွေပေါ့ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ကိုကဘယ်လိုမျိုးတွေလုပ်ကံခဲ့ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ essay မှာထည့်သွင်းပြီးတော့ရေးသားပေးရမှာဖြစ်ပါတယ်။နောက်ထပ်တစ်ပိုင်းကတော့ကျွန်တော်တို့ video presentation ဖြစ်ပါတယ်။ဆိုတော့9မိနစ်စာကြာတဲ့ဒီ video presentation မှာဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့မိသားစုအကြောင်း
ကိုယ့်ရဲ့ငွေကြေးပိုင်းဆိုင်ရာအခြေအနေဘယ်လိုမျိုးရှိတယ်ဆိုတဲ့အကြောင်းပြီးလို့ရှိရင်ကိုယ့်ရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကိုဘယ်လိုမျိုးချက်တန်းကြော်လွှားခဲ့တယ်လဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ video presentation မှာထည့်သွင်းပြီးတော့ပြောကြားပေးရမှာဖြစ်ပါတယ်ပြီးတော့ကိုကဘယ်လိုမျိုးအကြောင်းအရာတွေဘာတွေလုပ်ချင်လဲဆိုတာကိုလည်းဒီ video presentation 5မိနစ်စာထဲမှာကျွန်တော်တို့တစ်ခါတည်းကိုပြောချင်တဲ့အကြောင်းအရာလေးတွေကိုထည့်သွင်းပြီးတော့ပြင်ဆက်သွားနိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ interview မှာတော့ online ကနေပြီးတော့ interview ပြုလုပ်လို့ရှိပြီးတော့15မိနစ်ကနေမိနစ်20ဝန်းကျင်ကြာမြင့်မှာဖြစ်ပါတယ်ညာတော့အဖြစ်တော့ဒီမှာအဓိကအဖြစ်အနည်းဆုံးလူ2ယောက်ကနေပြီးတော့3ယောက်လောက်အထိပေါ့လေကျွန်တော်တို့ interview ရဲ့ပုံကိုယ်ရအနေနဲ့ကျွန်တော်တို့ကိုဒီ session မှာတွေ့ရှိရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်ဆုံးပိုင်းမှာကျွန်တော်ရဲ့ personal suggestion အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ essay ရေးသားတဲ့အခါမှာကိုယ့်ရဲ့ essay တွေကို AI နဲ့ရေးတာမျိုးပြီးဆိုလဲတစ်ရက်နှစ်ရက်အတွင်းပြီးအောင်လုပ်တာမျိုးတွေမလုပ်စေချင်ပါဘူးတည်တည်ချာချာလေးအချိန်ပေးပြီးတော့ရေးသားစေချင်ပါတယ်နောက် video presentation လုပ်တဲ့အခါမှာလည်းပဲကိုပြောမယ့်အကြောင်းအရာတွေအချက်လက်တွေကိုကြိုတင်ပြင်ဆင်ထားပြီးတော့မှသက်ဆိုင်ရာကိုမှရှိခဲ့တဲ့မှတ်တမ်းပုံလေးတွေဗီဒီယိုလေးတွေနဲ့တွဲပြီးတော့တည်တည်ချာချာအတက်လေးလုပ်စေချင်ပါတယ်နောက်တစ်ပိုင်းဖြစ်တဲ့ recommendation letter တောင်းတဲ့အပိုင်းမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့အကြောင်းကိုသိတဲ့ကိုနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာထောက်ခံချက်ပေးနိုင်တဲ့ဆရာသမားတွေစီကနေပြီးတော့ပဲကျွန်တော်ကတော့ recommendation letter ယူဖို့အတွက်အကြံပြုချင်ပါတယ်နောက်အရေးကြီးဆုံးအစိပ်ပိုင်းအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဒီလိုမျိုး scholarship လျှောက်ထားတဲ့အခါမှာကိုကပထမတစ်ဆင့်အောင်မြင်သွားပြီပေါ့လေဒုတိယ interview stage ကိုရောက်သွားပြီဆိုလို့ရှိရင်ကိုအကြောင်းကိုပေါ့လေပို့ပြီးတော့ပြောပြတယ်ဥပမာ tell me about yourself ဆိုတဲ့မိကွန်းမျိုးတွေကိုဆိုတော့တည်တည်ချာချာပိုင်ပိုင်နိုင်ပြင်ဆင်ထားစေချင်ပါတယ်ဆိုတော့အနှစ်ချုပ်အနေနဲ့ကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုလို့ရှိရင်ပထမတစ်ချက်ကတော့ trying to know yourself ကိုသိအောင်လုပ်ပါဒုတိယတစ်ချက်ကတော့ find your mentor ဆရာကောင်းတမကောင်းရှာပါလို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်သိချင်တာလေးတွေရှိရဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီသက်ဆိုင်ရာ senior တွေစီမှာသွားပြီးတော့မင်းများနာမျိုးကျွန်တော်တို့စီလာမေးရမျိုးတွေလုပ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ